Tecno ကဒီတစ်ခါ Power 7 Ultra အပြင် Power 7 နဲ့အတူတူထွက်လာမှာဆိုတော့လူငယ်တွေ gamer တွေအနေနဲ့ကတော့ကိုယ့်ရဲ့ budget ပုံမူတည်ပြီးတော့ရွေးချယ်စရာများလာပြီဒီဖုန်းကသူ့ရဲ့ဈေးထဲမှာ performance ကို battery ဘိုင်းကလည်းမစိုးဘူးဆိုတော့ gamer တွေကတော့ရွေးချယ်အောင်မှထင်တယ်ဖုန်းရဲ့ design က Ultra လိုမျိုးပဲ cyber design ပုံစံမျိုးနဲ့ထွက်လာတယ်ကင်မရာပတ်လည်မှာ status light ဆိုတဲ့ LED မီးလေးပါတယ်ဒီမီးကဖုန်းလာတာ notification charging timer နဲ့ game ကစားတဲ့အခါတွေမှာဆိုလို့ရှိရင်လည်းမီးလင်းတယ်အထက်က UI နေရာလဲ gamer တွေအကြိုက် customize တေချလုပ်ထားပြီးတော့ icon တွေကလည်း cyberpunk style နဲ့လာတာကိုတွေ့ရတယ်processor MediaTek Dimensity 9300 RTX ကိုသုံးထားပြီးတော့ Mobile Legends နဲ့ PUBG ကိုဆော့မယ်ဆိုလို့ရှိရင်90 frame per second ထိရတယ် HOG ကိုကစားမယ်ဆိုလို့ရှိရင်တော့120 frame per second ထိကစားနိုင်တယ် Hypercooling architecture အနေနဲ့11 layer လောက်ထားတဲ့အတွက် game ကစားလို့ရှိရင်လည်းပူမာကိုစိုးရိမ်စရာမလိုဘူးဘက်ထရီက 6000 mAh ဘက်ထရီနဲ့လာပြီးတော့ 45W fast charging ဖြစ်တဲ့အတွက် game ကစားတဲ့သူတွေအနေနဲ့ဘက်ထရီမခံပါဘူးစိတ်ပူစရာမလိုဘူး display က 6.78 inches Full HD Plus resolution 144Hz refresh rate နဲ့လာမှာဆိုတော့ gamer တွေအတွက်လည်းအဆင်ပြေတယ်ကင်မရာ50 megapixel main camera ကိုသုံးထားပြီးတော့ selfie ကတော့30 megapixel selfie camera ဖြစ်မယ်RAM 8GB နဲ့လာပြီးတော့နောက်ထပ် 8GB external RAM ထပ်တိုးလို့ရမယ် storage ကတော့ 256GB storage နဲ့လာမယ်ပြီးတော့ Tecno AI နဲ့လည်း AI feature တွေကိုသုံးလို့ရအောင်မယ်အဲ့တော့အသစ်ထွက်လာမယ် Tecno Power 7ကိုဘယ်လိုမြင်ကြလဲ